မေးထားလေးဖြည့်ပေးပါမယ်နော်အနီရောင်ရေးလေးရခြင်းနေဆိုရင်တော့အမကတော့ဒီ red color ပေါင်းတာလေးကိုသုံးပါတယ်ဒီ color မှုန့်လေးတွေတော့ခြေအောင်တေချာလေးကြည်ကြည်ညက်ညက်လေးဖြစ်အောင်လို့မှွေပေါ့နော် cream လေးမှာပျော်ဝင်အောင်လို့စိတ်ရှိရှိနဲ့မှွေပေးရပါတယ် color remix ဆိုပေမဲ့ color ကအရောင်တောင်းအောင်များများထည့်ရတာဖြစ်တဲ့အတွက်ရှာတို့ပါစက်သူမှာစားရင်သွားတွေမှာအနီရောင်ဆွဲပါတယ်အဲ့ဒါလေးတစ်ခုကတော့အမြဲတမ်း customer ကိုကြိုပြီးတော့သတိပေးပါတယ်color နဲ့ပတ်သက်လို့ sensitive ဖြစ်တဲ့ကလေးလေးတွေကိုအဲ color နဲ့ပတ်သက်လို့အရောင်စွန်းတာတော့မဖြစ်စေချင်ဘူးဆိုရင်အဆင်ပြေအောင်လို့ကြိုပြီးတော့သတိပေးတယ်တကယ်လို့အဲ့လိုမျိုးအဆင်မပြေတဲ့သူတွေကြတော့လေအနီရောင်နေရာမှာတခြား color လေးတွေအရောင်နုလေးတွေပြောင်းပြီးတော့အစားထိုးသုံးလို့ရပါတယ်လှဖို့ကတော့အဓိကအနီရောင်ပဲကြိုက်တဲ့ cream ဖယ်စားမယ်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့အခုဒီ K design လေးမှာဆိုရင်လည်း customer ကဒီအရင်ပထမဒီ design လေးမှာဆိုရင်ကြတော့ cream ကိုအဖြူနဲ့ခင်းရောင်လေးသုံးပေးတာပေါ့နော်ဒါပေမဲ့အဲ့ခင်းရောင်နေရာမှာဒီ customer ကဒီလိုနီညိုရောင်တောက်တောက်လေးကိုပြောင်းစင်နေဆိုလို့ပြောင်းပေးထားပါတယ်ကိုယ်တိုင်ကအဝေးရောင်နေတဲ့ချားမြို့ရောင်နေတဲ့ overseas ရောင်နေတဲ့ရန်ကုန်မှာရှိတဲ့ကိုချီရတဲ့တွေကိလက်ဆောင်လေးတွေပေးခြင်းနဲ့ပန်းစည်းလက်ဆောင်လေးတွေပေးခြင်းနဲ့ဆိုရင်တော့လူကြီးကြိုက်မဲ့ design လူငယ်ကြိုက်မဲ့ design ကလေးကြိုက်မဲ့ design အစုံအလင်ရှိတာမို့လို့စစ်ဘုံ bakery ရန်ကုန် Facebook page မှာလည်းဝင်ပြီးတော့ကြည်ပြီးလေးလာပြီး order မှာလို့ရတယ်လို့ Viber number 0977370856ကနေလည်း order မှာနိုင်ပါတယ်ဒီ customer ဆိုရင်တော့ဒီ cake design လေးကိုလည်းပန်းပွင့်လေးတွေနဲ့အနီးရဲ့အဖြူရည်နဲ့ထင်းပြီးတောက်ပြီးလှနေတဲ့ design လေးမျိုးဖြစ်တာကိုရွေးသလိုပန်းစည်းမှာလည်းသူကအဖြူရည်အနီးရည်နဲ့ဖြစ်မဲ့ color လေးကိုရွေးတာဖြစ်တဲ့အတွက်ပန်းစည်းနဲ့ cake ကလည်းလုံးဝ match ဖြစ်နေရောမာယူအပိချာရဲ့ customer မရောမိတ်တဲ့အားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်